ကတည်းကဒီနေ့ချီတီကျွန်တော်ရေခိုတန်းကိုစီနီယုံချိန်ပေးခဲ့တဲ့အတင်းတင်းလေးရှိတယ်ဗျ Oh my god wow အဲ့ဒီတင်တော့တခြားတင်မဟုတ်ပါဘူး Manchester United တင်ပဲဖြစ်ပါတယ်ဘယ်မင်္ဂလာပါခင်ဗျာကျွန်တော်ဒီအဖြူပါကျွန်တော်ငယ်ကတည်းကဘောလုံးဆိုပြီးတော့စပြည့်ချေတဲ့ကမြို့တင်အားပေးခဲ့တာဖြစ်ပါတယ်ဒါပေမဲ့ငယ်ကတည်းကမင်းပွဲကြည့်ခဲ့လားဆိုတော့မကြည့်ခဲ့ပါဘူးကျွန်တော်မင်းပွဲစကြည့်တဲ့ခြေကတော့2018ဆယ်လဆောင်ဝယ်ပြီးတဲ့ချိန်မှာကျွန်တော်စကြည့်ဖြစ်ခဲ့တာဗျ။ဘာဖြစ်လို့လဲဆိုတော့ကျွန်တော်အဲ့ဒီချိန်မှာပုံစပ်ထုတ်ဖြစ်လို့ဖြစ်ပါတယ်2019 Manchester United တင်ဥရောပယူရိုပါလေးရတဲ့နိပြဆိုရှယ်လက်ထက်မှာတော့ကျွန်တော်အဲ့ဒီချိန်တော့မမီလိုက်ဘူးဗျ။ကျွန်တော်ဘလို့ကြောင့်လဲသိနာမလဲဘူးဗျ။မလဲဘူးဗျ။ဒါပေမဲ့မယူတင်းကိုအပိခဲ့တာလည်းမယူတင်းမှာဘယ်သူဘဝရှိလို့မယူတင်းဘလို့အမြင်မှုတွေရလို့ဆိုတာထက်မယူတင်းကိုစောက်မကြည့်ခင်ကတည်းကကျွန်တော်အပိခဲ့တာဖြစ်ပါတယ်ပြော Oh my god wow ကျွန်တော်ရဲ့အခြေဦးလို့လည်းဆိုလို့ရတဲ့ဒီ Manchester United တင်ရဲ့ခက်ခဲတဲ့ခြေနေမှာတော့ကျွန်တော်တို့ဝမ်းနေမှုကြည့်ခဲ့ရတဲ့ခိုက်တန်းလေးရှိသလိုရရှိတဲ့ခြေတွေမှာလည်းကျွန်တော်တို့ထောက်ခုံပြီးပြောပါခဲ့တဲ့အခြေတွေလည်းရှိခဲ့ပါတယ်အဲဒါကြောင့်ကျွန်တော်မယူတင်းကိုလည်းပို့ပြီးတော့လေးလာရင်ဗီဒီယိုလေးဆောက်လုပ်ဖြစ်မယ်လို့ဆွဖြတ်ထားတာဖြစ်ပါတယ်အရင်နေ့ကလည်းကျွန်တော်ဆောက်လုပ်ဖြစ်တယ်ဆိုပေမဲ့အရင်နေ့ကတော့ကျွန်တော်ဗီဒီယို edit ကြောင့်သိနာမလဲတာရဲ့အဲဒါကြောင့်ကျွန်တော်တက်တက်လောက်လေးနဲ့ပဲ short video လေးလုပ်ပြီးတော့ကျွန်တော် February တို့ YouTube short တို့မှာတော့တင်ဖြစ်တာဖြစ်ပါတယ်ဒီနေ့မှာတော့ကျွန်တော်နဲ့တူတူမယူပွဲတူအပိတ်သွားကြမယ်နော်ကျွန်တော်မိုင်ကိုတင်းနဲ့ပတ်သက်ပြီးတော့ဒီ channel လေးမှာတင်သွားမှာဖြစ်တဲ့အတွက်ကျွန်တော်ရဲ့ channel လေးကို subscribe လုပ်တော့ပေးကြနော်လွယ် channel လေးရှိရင်လည်းကျွန်တော်ရဲ့ comment လေးမှာချပြပေးပေါ်လို့ရပါတယ်နော်နောက်ဗီဒီယိုလေးမှာဆိုကြမယ်ဗျ Thank you for watching bye bye